စီကျင်ထိုးဖို့အတွက်ဟန်တာဝရီနဲ့စလင်းနှစ်ဖက်လုံးကလန့်ရှည်ကိုင်းစစ်တရေ300မြင်းစည်းစစ်တရေ300ရွေးထုတ်ထားကြပြီးတောင်ငူစီသူကျော်ထင်းကသူ့ဆင်ဖြစ်တဲ့ပေါက်ကျော်စီရနေရာမှာဒနုဖြူမျိုးသားရဲ့တိုက်စင်ကိုစီးပြီးစလင်းစီသူကျော်ထင်းကပထမပွဲမှာတုံးခဲ့တဲ့ချစ်မြတ်ကဲကိုသာအသုံးပြုမှာဖြစ်ပါတယ်ဒီနေရာမှာဒနုဖြူမျိုးသားရဲ့တိုက်စင်အကြောင်းကိုပြောဖို့လိုအပ်လာပါပြီစင်ကအလုံးထဲအပြင်ချစ်မြတ်ကဲတဲ့ပိုကြီးတယ်လို့အဆွဲအားကောင်းတဲ့တိုက်စင်ကြီးဖြစ်ပါတယ်စလင်းကိုချီတက်လာတဲ့ခီးမှာလမ်းခီးပင်ပန်းထားပေမဲ့ရှေ့ပွဲမှာတိုက်ပွဲမဝင်ရသေးတဲ့ဆင်ဖြစ်တဲ့အတွက်အနှဲငယ်အနားရထားတဲ့ဆင်ဖြစ်ပါတယ်ဒါဆိုစလင်းစီစီကျော်ထင်းကဘာလို့ချစ်မြတ်ကဲကိုပဲထပ်သုံးတာပါလဲစစ်ပွဲတွေမှာသုံးတဲ့တိုက်စင်ဆိုတာမျိုးကတိုက်ပွဲနဲ့ကျင်းသားရအောင်အထူးလေ့ကျင့်ထားရတာမျိုးဖြစ်တဲ့အပြင်ဒီဆင်ကိုစီးမဲ့စစ်တရေကလည်းဆင်ရဲ့အထာကိုတီးပြီးကြောကျဲကျင်ကျင်ကိုင်နိုင်မှသာတိုက်ပွဲမှာအသုံးတည့်တာဖြစ်ပါတယ်ဒါကြောင့်စလင်းစီသူကျော်ထင်းကသူနဲ့ကျင်းသားရပြီးဖြစ်တဲ့ချစ်မြတ်ကဲကိုပဲဒုတိယပွဲမှာဆက်သုံးတာဖြစ်တယ်လို့ယူဆရပါတယ်နှစ်ဖက်တပ်တွေအသင့်နေရာယူပြီးတဲ့အခါဟန်တာရီဘက်ကတောင်ငူစီသူကျော်ထင်းနဲ့စီးချင်းထိုးမဲ့လန့်ကိုင်းစစ်တရေ300မြင်းစည်းစစ်တရေ300အရှိထွက်လာသလိုစလင်းဘက်ကလည်းထိုးနီအတိုင်းအရှိကိုထွက်လာကြပါတယ်နှစ်ဖက်တပ်တွေစစ်စီစမောင်းအပြိုင်ဆိုင်တိခတ်ပြီးနောက်တောင်ငူစီသူကျော်ထင်းကညာသံပေးပြီးဆင်နဲ့အတင်းချုံဖွင့်ဝင်တိုက်ပါတယ်လန့်ကိုင်းစစ်တရေတွေအပြန်အလှန်ပြစ်ခတ်ကြပြီးတဲ့နောက်မှာစလင်းစီသူကျော်ထင်းရဲ့လက်ယုံဖြစ်တဲ့တပ်မှုရှင်းမြောက်ကျော်ဟာလှန်ချက်ထိပြီးပွဲဆဆချင်းအသက်ထွက်သွားပါတယ်စလင်းစီသူကျော်ထင်းကလည်းသူ့တပ်မှုကျသွားတဲ့အတွက်ဒေါသတကြီးတောင်ငူစီသူကျော်ထင်းကိုဆင်နဲ့အတင်းဝင်လုံးပါတယ်အခုလိုစီချင်းထိုးနေတဲ့အချိန်ဘေးပတ်လည်မှာလှန်ကိုင်ရဲမှတ်မြင်းစည်းရဲမှတ်တွေအပြင်းအထန်တိုက်ပွဲဖြစ်နေကြပါတယ်နှစ်ဖက်တပ်တွေထိုးခုတ်နေကြတဲ့အချိန်မှာဟန်တာရီမြင်းတပ်ကတိတိတသားကြီးရန်သူလှန်ကိုင်စစ်တရေတွေကြားကိုအတင်းဝင်တိုက်ပြီးစလင်းတပ်တွေကိုလှန်အပြူဟာပုံစံကိုဖျက်ပါတယ်အခုလိုဟန်တာရီမြင်းတပ်ကအတင်းဝင်တိုက်တဲ့အတွက်စလင်းလှန်တပ်မြင်းတပ်တွေပုံစံပြက်ပြီးကစင်ကလျာဖြစ်နေစဉ်စလင်းစီသူကျော်တင်ကလည်းကောင်းကောင်းကြီးအခက်ကြုံနေပါတယ်အကြောင်းကတော့ပွဲဆဆချင်းမှာရန်သူကိုအမျက်ထွက်အောင်လုပ်ပြီးအချိန်တိုတွင်ချက်ကောင်းကိုလှုပ်ကြံဖို့ပြင်ထားပေမဲ့သူ့တပ်မှုတေဆုံးသွားတဲ့အပေါ်ဒေါသတကြီးဆင်ချင်းအတင်းဝင်တိုက်တဲ့အတွက်အချိန်ကြာလာတဲ့အခါတောင်ငူစီသူကျော်ထင်းရဲ့ဆင်ကိုချစ်မြတ်ကဲကမရှင်နိုင်ဘူးဆိုတာကိုသဘောပေါက်လာပါတယ်ဒါကြောင့်အနားမှာရန်ထားတဲ့မြင်းတက်လှန်တက်တွေကိုအချက်ပေးပေမဲ့အောက်ကစလင်းတက်တွေကလည်းဟန်တာရီမြင်းတက်ရဲ့အောက်မှာအတုံးအယုံကြကုန်ပါပြီဒါကြောင့်အခြေအနေကိုထိမ့်ပြီးအမြန်နိုင်ပိုင်းမို့လုပ်ပေမဲ့ချစ်မြတ်ကဲကတော့သူ့အလိုကိုမလိုက်တော့ပဲချက်ချင်းခေါင်းလှည့်ပြီးခြေဦးတရာကိုအတင်းပြေးပါတယ်တောင်ငူစီသူကျော်ထင်းကလည်းလာစတော့ကစပြီးအခုမှပြေးရကောင်းလားဆိုပြီးမဲကပြေးတဲ့နောက်ကိုထက်ချက်မကွာလိုက်ပါတယ်အခုလိုအတင်းလိုက်လာတဲ့အခါချစ်မြတ်ကဲပေါ်ကကုန်းလေစီစစ်တရေရှင်မအောင်ကလှန်ရှည်ကိုနောက်ကိုလှည့်ပစ်တဲ့အတွက်တောင်ငူစီသူကျော်ထင်းရဲ့မောက်တိုကိုထိုးမိပြီးနဖူးကိုထိသွားပေမဲ့မရက်ဖဲဆက်လိုက်ပါတယ်အခုလိုနောက်ကဆင်ကားလိုက်လေချစ်မြတ်ကဲကခြေဦးတရာပြေးလေဖြစ်တဲ့အတွက်နောက်ဆုံးရှင်မအောင်ဟာစင်မောကပြုတ်ကြပြီးအသက်ပြောက်သွားပါတယ်ဆင်ကလည်းတိုးတိုးသွားတဲ့အတွက်စလင်းစီစုကျော်ထင်းကဘေးကင်းသွားတယ်ဆိုပေမဲ့သူကိုယ်တိုင်ဘယ်ရောက်လို့ရောက်နေမှန်းမသိရှိနေပါတယ်စီချင်းထိုးပွဲမှာရှုံးပြီးစင်ပြေးတဲ့အတိုင်းလိုက်ပါသွားတဲ့စလင်းစီသူကျော်ထင်းဟာချင်းလူမျိုးတွေအပိုင်စားရတဲ့နေမြေကိုရောက်ရှိသွားပါတယ်နောက်ဆုံးဆင်ကရေအိမ်မှာရေစင်းတောက်တဲ့အချိန်မှာဘေးလွတ်ရာရက်ကိုထွက်ပြေးပြီးမဲ့ဒဏ်ရာဘလဘွားနဲ့ချင်းလူမျိုးတို့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတော့တယ်